ကဲအားလုံးပဲမင်္ဂလာပါဒါဒီနေ့ကတော့ပြောင်းမှုလေးတော့ခုမှာပဲဖြစ်ပါတယ်ပြောင်းမှုကတော့အောင်းနေပြီပေါ့နော်ကိုကတော့ဘာပါတမီးတို့မထင်နဲ့နော်မိုင်းတို့ဝယ်ပေးတဲ့အင်ကြီးတွေဝယ်ရတာအမေတို့ကတော့ဟိုမှာခူးနေကြပြီသွားလိုက်ပါဦးမယ်အဲ့ဒါကမကော်ပီတုတ်တွေခုတ်ထားမိုင်းအမိုင်းဝယ်ပေးတဲ့အင်ကြီးရတယ်ကြောက်စရာကြီးတကယ်ကြည့်အောင်လူကိုကြည့်အောင်တကယ်ပါဟဲ့အမလေးအခုဒီမှာတော့ရောက်ပါပြီအမေတို့ကတော့ချိုးနေပါပြီအမေချိုးလေအမီး6တာကိုချိုးရပါမယ်ဒီလိုလေးအမီးလေး6တာကိုချိုးရပါမယ်အမီးလေးတွေဆိုလို့ရှိရင်တော့နှုတ်ပါသေးတယ်ကျင်နာစရာ